အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်မိတ်ဆွေတွေမေးများဆုံးမိကုန်းကိုကျွန်တော်လာပြီးဖြေပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Messenger မှာစာပို့လို့များတဲ့သူတွေကျွန်တော်တို့ဗီဒီယိုကောပြောလို့များတဲ့သူတွေတစ်ဖက်ကတန်ဖွယ်ပို့လိုက်ရင်ကျွန်တော်တို့ကနောက်ထောင်လို့များတဲ့သူတွေတွေ့ပေါ့နော်ဒီကနေ့ကျွန်တော်ညဝေပေးမှာပဲဖြစ်ပါတယ်မေးထားတဲ့မိတ်ဆွေတွေလည်းအရန်ကူများတယ်ဗျအခုတော်တော်များများဖြစ်နေတဲ့ပြဿနာကတော့ဒီ Messenger နဲ့ပဲပတ်သက်ပြီးတော့တော်တော်များများဖြစ်ကြတာပေါ့နော်ဒါကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်သိစိတ်ရှင်းပြပေးမယ်โอเคဒါဆိုရင်ချင်းမစောဘဲနဲ့စားလိုက်ရအောင်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုတော်တော်လေးရှိသွားမှကြောက်လို့ပေါ့နော်။ Okay ရင်ဦးဆုံးကျွန်တော်မိတ်ဆွေတွေရဲ့ Messenger ကိုကျွန်တော်တို့ Play Store ထဲမှာ update အရင်လုပ်ပေးပါနော်။ Okay ဒါဆိုကျွန်တော်လည်းသွားကြည့်မယ်။အောက်ဆိုဆက်ပါလေးနှိမ့်မယ်။ပြီးရင်ပေါ်ဆိုဆက်ပါလေးချင်းနှိမ့်မယ်။ဒီပေါ်ဆိုဆက်ပါမှာ Messenger လို့ရေးပေးလိုက်နော်။ Okay ဒီမှာပေါ်လာပြီနော်။ Okay ဒီ Messenger ကိုကျွန်တော်တို့ဒီမှာ update လုပ်ရမယ်နော်။ခဏလေးစောက်ပေးပါ။နည်းနည်းလေးတော့ကြာတတ်တယ်နော်။ခဏလေးစောက်ပေးပါဗျ။ Okay ဒါဆိုရင်တော့ကျွန်တော်တို့ update တင်လိုက်တာဒီမှာ10တော့ပြီးသွားပြီเนาะနောက်ထပ်10ကတော့ကျွန်တော်နဲ့တူသွားပြီးကြည့်မယ်ကျွန်တော်ပြန်တွေ့မယ်ဗျာ Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ Messenger လေးသွားပြီး share ပေးပါပေါ့เนาะ Okay ဒီမှာတွေ့ပြီကျွန်တော်တို့ Messenger လေးကိုမိတ်ဆွေတို့ကလက်လီနဲ့နည်းနည်းလေးကြာကြာလေးပြီးလိုက်ပါအရင်ဦးဆုံးကျွန်တော်တို့သက်ရှင်လုပ်ပေးရမှာဖြစ်တယ်ဒီအလဲခလုတ်လေးကိုပေါ့เนาะ APP ဆိုတဲ့နေရာလေးကိုချိန်နေမယ်Okay ပြီးရင်ကျွန်တော်တို့ကပေါ်ဆုံးမှာဒီမှာ story ဆိုတဲ့နေရာလေးကိုချိန်နေမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီအောက်ဆုံးမှာပေါ့နော်ဒီ clear data ဆိုတဲ့နေရာလေးကိုချိန်နေမယ်ဒီနေရာမှာမိတ်ဆွေတို့ကျွန်တော်ပြောချင်တာကတော့ clear all data ရဲ့ clear chat ရဲ့ဒီနှစ်ခုရှိတယ်နော်နှစ်ခုမှာမိတ်ဆွေတို့ကအောက်ဝါကိုနှိပ်ပေးရမယ်ပေါ်ဝါကိုသွားနှိပ်ရင်တော့မိတ်ဆွေတို့ Messenger မှာကျွန်တော်တို့အသေးကနေပြီးတော့ပြန်ပြီးဝင်ရမှာဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ဒီအောက်ဝါကိုနှိပ်မယ်ပြီးရင် okay လေးနှိပ်ပေးလိုက်မယ် Okay ဒီမှာဆိုရင်0 byte ဖြစ်သွားပြီနော်ကျွန်တော်တို့တတ်ရှင်လေးလို့ဒါဆင်ပြေသွားပြီဖြစ်ပါတယ် Okay ဒါဆိုပြန်ထွက်မယ် Okay ဒီနေရာမှာကျွန်တော်မိတ်ဆွေတွေတေချာလေးကြည့်နော်မိတ်ဆွေတို့ရဲ့ Messenger မှာအခုကျွန်တော်ပြပေးတဲ့ code လေးတွေကိုမိတ်ဆွေတို့ရဲ့ Messenger မှာဖွဲ့ထားလားဆိုတော့တေချာလေးကြည့်ပါဒီပေါ်ဆုံးမှာကျွန်တော်တစ်ချက်နှိပ်ပြမယ်ဒီမှာကျွန်တော်ဒီနေရာမှာကျွန်တော်ဖွဲ့ထားတယ်နော် Okay ပြီးရင်အောက်ဆုံးမှာ app permission ဆိုတဲ့နေရာလေးချိန်နေမယ်ဒီနေရာမှာကျွန်တော်တစ်ချက်နှိပ်မယ်ဒီနေရာမှာအလောက်ကိုနှိပ်ထားပေးမယ်ပြီးရင်ဒါလည်းတူတူပဲပေါ်ဆုံးမှာကျွန်တော်တို့ထားပေးရမယ်เนาะမိတ်ဆွေတို့တေချာလေးတစ်ခုချင်းစီကြည့်ပြီးတော့တခါတည်းလှုပ်လိုက်ပါโอเคဒီမှာလည်းတူတူပဲပေါ့နော်ဒါလည်းတန်လေးဒါအတန်လေးပေါ့နော်ကျွန်တော်တို့ Messenger ကနေစာပို့လာလဲရှိကြရင်โอเคဒီမှာတူတူပဲပေါ့နော်ကိုလိုကဒီမှာအလောက်မှထားပေးရမယ်နော်ဒါလည်းဓာတ်ဗီဒီယိုတွေဓာတ်ပုံတွေပို့တယ်ဆိုရင်ဒီမှာကျွန်တော်တို့တွေ့ရအောင်ပေါ့နော်ဒီပေါ်ဆုံးမှာပဲထားပေးရမယ်အကိုလိုကျွန်တော်ကပေါ်ဆုံးမှာထားပေးထားတယ်အခုလိုမျိုးထားပေးထားရလားမိတ်ဆွေတို့ရဲ့ Messenger မှာတေချာလေးပြန်စစ်ပါပြီးရင်ဒီမှာကျွန်တော် notification ကျွန်တော်တစ်ချက်တော့နှိပ်ပြမယ်ပေါ့နော်ခေါင်းလုံးပို့လေးနဲ့ဒီနေရာမှာကျွန်တော်မိတ်ဆွေတွေတေချာတစ်ခုချင်းဒီသွားပြီးစစ်ပေးပါအကိုလုံးဖွင့်ပေးထားရမယ်ဒီမှာကျွန်တော်မှဖွင့်ထားတယ်လို့ပေါ့နော်တေချာလေးသွားပြီးကြည့်ပေးနော်ဒီမှာတေချာလေးသွားပြီးကြည့်ပေးနော်ကိုလုံးဖွင့်ထားတာလားဆိုတော့တကယ်လို့တစ်ခုလုံးမှားနေရင်မိတ်ဆွေတို့ Messenger စာပို့ရတာခက်ခဲလိမ့်မယ်ကျွန်တော်တို့က Okay ဒါဆိုရင်ဒီမှာဒီပေါ်စိုးဟာတစ်ချက်နှိပ်မယ်ဒီမှာကိုလုံးဖွင့်ထားတယ်နော်ကိုလုံးဖွဲ့ထားတယ်နော်ပြီးရင်ဒုတိယဟာနှိပ်မယ်ဒါလည်းကိုလုံးဖွဲ့ထားတယ်နော်ပြီးရင်နောက်ဆိုတစ်ခုနှိပ်မယ်ကိုလုံးဖွဲ့ထားတယ်ဒီနေရာမှာကျွန်တော်တို့အကိုလုံးဖွဲ့ပေးထားရမယ်နော်โอเคဒီနေရာမှာအားလေးကြည့်ပြီးလုပ်ပါโอเคဒီမှာကိုလုံးဖွဲ့ပေးထားတယ်โอเคကိုလုံးဖွဲ့ထားတယ်နော်ကျွန်တော်မိတ်ဆွေတွေတေချာချင်းတစ်ခုချင်းစီကြည့်နော်ဒီမှာကျွန်တော်ဖြည်းဖြည်းလေးလုပ်ပြပေးမယ်နော်ဒီအောက်ဟာလည်းကျွန်တော်ချင်းနှိပ်မယ်ဒီမှာကျွန်တော်ဖွဲ့ထားတဲ့အတိုင်းလိုက်နှိပ်နော်โอเคဒီမှာတေချာလေးကြည့်ပါโอเคဒီမှာနော်โอเคဒီမှာကျွန်တော်မိတ်ဆွေတွေနားလဲသဘောပေါက်အောင်ကျွန်တော်တေချာလေးရှင်းပြပေးတယ်နော်ပြီးရင်ဒီအောက်မှာလည်းဒီတိုင်းပဲနော်ဒီမှာဖွဲ့ထားတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ Messenger ကကျွန်တော်တို့ကစောက်ပို့လို့များတာဖြစ်တဲ့အတွက်စိတ်ရှိရှိနဲ့တော့နည်းနည်းလေးစောက်ပြီးတော့ကြည့်ပေးပါတကယ်လို့အခုကြည့်လို့မအားသေးဘူးဆိုရင်မိတ်ဆွေတို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်ထားလို့ရတယ် share ထားလို့ရတယ်နော်ပြီးဒီအောက်ဆုံးမှာကျွန်တော် app ကိုချက်နေကြည့်မယ်ပေါ့နော်โอเคဒီမှာကျွန်တော် အော်ပေးထားတဲ့ဟာလေးပေါ့နော်ဒီနေရာမှာပဲနေရာမှာကျွန်တော်ဖွဲ့ထားလိုက်ဆိုတော့တေချာလေးလက်ကြည့်နော်โอเคဒါဆိုရင်တော့နားလဲပြီးခြင်းနဲ့နေနေနော်โอเคဒါဆိုရင်နောက်ထပ်တစ်ချက်ကျွန်တော်ပြင်ပြန်ထွင်းမယ်ပေါ့နော်နောက်ထပ်တစ်ချက်ကတော့ကျွန်တော်ဒီအောက်ဆုံးမှာ permission ကိုပဲကျွန်တော်တို့ဒီနေရာမှာလည်းမိတ်ဆွေတို့ကိုပြရန်ဆက်လေးတွေစေးနေရမယ်နော်ဒီမှာကျွန်တော်ဒီနေရာမှာထားပေးထားတယ်ကိုလုံးဒီမှာကျွန်တော်တို့အောက်မှာပဲထားပေးနော်ကိုလုံးစေးနေရမယ်နော်โอเคဒါဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေနားလဲတဲ့ပုံမှန်ထင်ပါတယ် Messenger မှာစာပို့လို့များတဲ့သူတွေတာမကြားရတဲ့သူတွေကျွန်တော်တို့
ဗီဒီယိုကောခေါ်လို့များတဲ့သူတွေဆိုရင်အခုကျွန်တော်ပြပေးတဲ့နေနာတွေကအများကြီးသက်ဆိုင်တယ်ဒါကြောင့်မို့လို့မိတ်ဆွေရဲ့ Messenger မှာအခုကျွန်တော်ပြပေးသလိုမိတ်ဆွေသွားပြီးလုပ်ကြည့်ပါတကယ်လို့မရဘူးဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကြံညာလေးပြုကျင်တာတော့လက်ရှိရှိနေတဲ့ကိုယ့်ရဲ့ Messenger ကိုကျွန်တော်တို့ဖြည့်ပလိုက်ပေါ့နော်ဖြည့်ပြီးတော့ကျွန်တော်တို့ Play Store မှာသွားပြီးတော့အသစ် download သွားလို့လိုက်ပါကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာကိုယ့်ရဲ့ Facebook ရှိတယ်ဆိုရင်တော့ကိုယ့်ရဲ့ Messenger အချင်းမရွေးဝင်လို့ရတာပဲဖြစ်ပါတယ်ဗျာ။ Okay ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့နားလည်သဘောပေါက်မယ်ထင်ပါတယ်။တကယ်လို့နားမလည်တာရှိရင် comment မှာမှတ်ခဲ့ပါ။ကျွန်တော်ကတော့ဤပညာမျှဝေနေသူဇော်ဇော်ပဲဖြစ်ပါတယ်ဗျာ။အားလုံးပဲဘိုင်ဘိုင်ပါ